ဗီဒီယိုသည်မျက်နှာကျက်ဂရိန်းဖြင့်ပစ္စည်းတင်ချခြင်းလုပ်ငန်းအစဉ်နှင့်မဖြစ်မနေလိုက်နာရမည့်ဘေးကင်းလုံခြုံရေးစည်းကမ်းချက်များကိုဖော်ပြပေးသည့်သင်ခန်းစာဗီဒီယိုဖြစ်ပါသည်လုပ်ငန်းမစတင်မီဗီဒီယိုကိုအဆုံးထိကြည့်ရှု၍အန္တရာယ်ဖြစ်စေနိုင်သည့်အချက်များကိုကြိုတင်စစ်ဆေးပြီးမတော်တဆမှုများမဖြစ်ပွားစေရန်နှင့်ဘေးကင်းလုံခြုံစွာလုပ်ငန်းခွင်ဆောင်ရွက်နိုင်ရန်အတွက်အတူတကွပူးပေါင်းဆောင်ရွက်ပေးကြပါရန်တိုက်တွန်းအပ်ပါသည်အားလုံးလိုက်နာရမည့်ပုံစည်းကမ်းချက်များမျက်နှာကျက်ဂရိန်းဖြင့်ပစ္စည်းတင်ချလုပ်ငန်းလုပ်ဆောင်ရာတွင်မဖြစ်မနေလိုက်နာရမည့်အချက်များဖြစ်ပါသည်အလုပ်လုပ်ချိန်တွင်အကာအကွယ်ပစ္စည်းများကိုမဖြစ်မနေဝတ်ဆင်ပါအလုပ်မလုပ်မီနှင့်လုပ်ပြီးချိန်တွင်အမြဲတမ်းရှင်းသက်ရက်အောင်ထားပါအလုပ်အားလုံးကိုလုပ်ငန်းခွင့်ပြုချက်ရယူပြီးမှသာလုပ်ဆောင်ပါအလုပ်လုပ်ချိန်တွင်သွာလာမီလမ်းနှင့်နေရာလွတ်များကိုစီစဉ်ထားပါ2 မီတာအထက်တွင်အလုပ်လုပ်ပါကဘေးကင်းလုံခြုံရေးခါပတ်ချိတ်ဆက်ပါဘေးကင်းလုံခြုံရေးအထောက်အကူပြုပစ္စည်းများကိုဖယ်ရှားခြင်းဖြုတ်ခြင်းမပြုလုပ်ရဂရိန်းဖြင့်ပစ္စည်းတင်ချလုပ်ငန်းလုပ်ဆောင်နေချိန်တွင်အနည်းသို့မကပ်ရအောက်ပါအချက်များသည်လုပ်ငန်းမစတင်မီမဖြစ်မနေစစ်ဆေးရမည့်အချက်များဖြစ်ပါသည်ကိုယ်ပိုင်အကာအကွယ်ပစ္စည်းများဖိဝတ်ဆင်ထားမှုကိုစစ်ဆေးပါအုတ်ထုတ်ဘေးကင်းလုံခြုံရေးဖနက်ဘေးကင်းလုံခြုံရေးခါပတ်ခြေထောက်အကာဘေးကင်းလုံခြုံရေးအင်ဂျီနှင့်လက်အိတ်များဝတ်ဆင်ထားကြောင်းစစ်ဆေးပါကြိုးဆွဲခြင်းနှင့် link clutch အခြေအနေကိုစစ်ဆေးပါဘေးကင်းလုံခြုံရေးဘလောက်ဝါယာကြိုး wire rope အပြင်ပန်းနှင့်ချိတ် hook လုံခြုံရေးပိတ်ဆို့မှုအလုပ်လုပ်ပုံကိုစစ်ဆေးပါရွေရှားနိုင်သောဘေးကင်းလုံခြုံရေးလေကားသို့မဟုတ်လေကားထစ်များမလဲကျစေရန်တပ်ဆင်ထားမှုကိုစစ်ဆေးပါတည်ယူပို့ဆောင်ရေးယာဉ်ရပ်နာပြီးနောက်အင်ဂျင်ခြေအနေနှင့်စတိုဘာစတာပရာတပ်ဆင်ထားမှုကိုစစ်ဆေးပါယခုအခါမျက်နှာကျက်ဂရိန်းဖြင့်ပစ္စည်းတင်ချခြင်းလုပ်ငန်းစဉ်အကြောင်းကိုရှင်းပြပေးပါမည်မျက်နှာကျက်ဂရိန်းဖြင့်ပစ္စည်းတင်ချခြင်းလုပ်ငန်းစဉ်ယင်ဖြစ်လုပ်ငန်းဆောင်ရွက်စဉ်တည်ယူပို့ဆောင်ရေးယာဉ်သည်လမ်းညွှန်သူ၏လမ်းညွှန်ချက်အတိုင်းသတ်မှတ်နေရာတွင်အင်ဂျင်ကိုပိတ်ထားရပါမည်လုပ်သားသည်အင်ဂျင်ပိတ်ထားသည်ကိုစစ်ဆေးပြီးနောက်စတိုဘာစတာပရကိုယာဉ်တွင်တပ်ဆင်ရပါမည်လုပ်သားသည်ဂရိန်းကိုထိန်းချောင်း၍ကြိုးဆွဲခြင်းကိုပစ္စည်းအပေါ်တွင်နေရာချထားရပါမည်လုပ်သားသည်ပစ္စည်းပေါ်တွင်လိုအပ်သည့်အသုံးဆောင်ပစ္စည်းများကိုတပ်ဆင်ရပါမည်ချိတ်ဆွဲခြင်းပြီးစီးပါကလုပ်သားသည်ပစ္စည်းကိုရင်ပေါ်မှဖြည်းဖြည်းချင်းရွှေ့ပြောင်းပေးရပါမည်ပစ္စည်းကိုရွှေ့ပြောင်းရာတွင်ပစ္စည်း၏ဒီနေရာကိုစစ်ဆေးခြင်းမပြုဘဲရွှေ့ပြောင်းပါကတိုက်မိသည့်မတော်တဆမှုများဖြစ်ပွားနိုင်ပါသည်တည်ယူပို့ဆောင်ရေးယာဉ်ပေါ်သို့ရွှေ့ပြောင်းထားသောကုန်ပစ္စည်းကိုသတ်မှတ်ထားသည့်နေရာတွင်ဖြည်းဖြည်းချင်းချထားပါဤအချိန်တွင်ယာဉ်အပေါ်မှဂရိန်းကိုထိန်းချောင်း၍လုပ်ငန်းလုပ်ဆောင်ပါပစ္စည်းပြုတ်ကျခြင်းသို့မဟုတ်လုပ်သားများပြုတ်ကျသည့်မတော်တဆမှုများဖြစ်ပွားနိုင်ပါသည်ကုန်ပစ္စည်းချခြင်းပြီးဆုံးပါကလုပ်သားသည်ယာဉ်ပေါ်တွင်အောက်ထရီကာoutrigger တပ်ဆင်ထားသောလှေကားကိုတပ်ဆင်ရပါမည်လုပ်သားသည်မြေပြင်မှနေ၍ဂရိန်းကျိုးဆွဲတွင်တပ်ဆင်ထားသောဘေးကင်းလုံခြုံရေးဘလောက်နှင့်မိမိဝတ်ဆင်ထားသောဘေးကင်းလုံခြုံရေးကျိတ် safety hook ဆက်ရပါမည်ဘေးကင်းလုံခြုံရေးကျိတ်ချိတ်ဆက်ပြီးသောလုပ်သားသည်2ယောက်တတွဲဖြင့်လှေကားကိုတက်၍ရင်ပေါ်သို့တက်ရပါမည်ရင်ပေါ်သို့တက်ရောက်သွားသောလုပ်သားသည်လှေကားနှင့်အနီးဆုံးနေရာမှစ၍အသုံးဆောင်ပစ္စည်းများကိုဖြုတ်ရပါမည်ချိတ်ဆွဲထားသည့်များအားလုံးကိုဖြုတ်ပြီးသောလုပ်သားသည်2ယောက်တတွဲဖြင့်နောက်ပြန်ဆုပ်၍ရင်ပေါ်မှဆင်းရပါမည်ဤအချိန်တွင်လှေကားကိုရှေ့သို့မျက်နှာမူ၍ဆင်းပါကပြုတ်ကျသည့်မတော်တဆမှုများဖြစ်ပွားနိုင်ပါသည်မြေပြင်သို့ဆင်းလာသောလုပ်သားသည်ဘေးကင်းလုံခြုံရေးချိတ်ကိုဘေးကင်းလုံခြုံရေးဘလောက်မှဖြုတ်ရပါမည်အလုပ်အားလုံးပြီးဆုံးသွားသောလုပ်သားသည်လှေကားကိုဘေးကင်းလုံခြုံသည့်နေရာသို့ရွှေ့ပြောင်းရပါမည်ရင်မောင်းသည်တင်ဆောင်ထားသောကုန်ပစ္စည်းကိုနေရာထက်ပို၍လှုပ်ရှားမှုမရှိအောင်ခိုင်ခန့်စွာချီနှောင်ရပါမည်လုပ်သားသည်စတိုဘာစတာပရကိုရင်ပေါ်မှဖြုတ်ရပါမည်လုပ်သားသည်အလုပ်ပြီးဆုံးကြောင်းကိုအချက်ပေးရပါမည်လမ်းညွှန်သူသည်ရင်ကိုဘေးကင်းလုံခြုံစွာလမ်းညွှန်၍ရင်ကိုထွက်ခွာစေရပါမည်မျက်နှာကျက်ဂရိန်းဖြင့်ပစ္စည်းတင်ချခြင်းလုပ်ငန်းစဉ်မြေပြင်တွင်လုပ်ငန်းဆောင်ရွက်စဉ်
တေယူပို့ဆောင်ရေးယာဉ်သည်လမ်းညွှန်သူ၏လမ်းညွှန်ချက်အတိုင်းသတ်မှတ်နေရာတွင်အင်ဂျင်ကိုပိတ်ထားရပါမည်လုပ်သားသည်အင်ဂျင်ပိတ်ထားသည်ကိုစစ်ဆေးပြီးနောက်စတိုဘာစတာပရကိုယာဉ်တွင်တက်ဆင်ရပါမည်လုပ်သားသည်ယာဉ်ပေါ်တွင်အောက်ထရီကာoutrigger တက်ဆင်ထားသောလှေကားကိုတက်ဆင်ရပါမည်။ယာဉ်မောင်းသည်တင်ဆောင်ထားသောကုန်ပစ္စည်း၏အတိုင်းဝိုင်း piping bar ကိုဖြုတ်ရပါမည်။လုပ်သားသည်ကရိန်းကိုထိန်းကျောင်း၍ယာဉ်ပေါ်ရှိပစ္စည်းအပေါ်တွင်ကျိုးဆွဲခြင်းကိုနေရာချထားရပါမည်။လုပ်သားသည်မြေပြင်မှနေ၍ကရိန်းကျိုးဆွဲတွင်တက်ဆင်ထားသောဘေးကင်းလုံခြုံရေးဘလောက်နှင့်မိမိဝတ်ဆင်ထားသောဘေးကင်းလုံခြုံရေးချိတ်ကိုချိတ်ဆက်ရပါမည်။ဘေးကင်းလုံခြုံရေးချိတ်ဆက်ပြီးသောလုပ်သားသည်2ယောက်တတွဲဖြင့်လေကားကိုတက်၍ရင်ပေါ်သို့တက်ရပါမည်။ရင်ပေါ်သို့တက်ရောက်သွားသောလုပ်သားသည်လေကားနှင့်အဝေးဆုံးနေရာမှစ၍အသုံးဆောင်ပစ္စည်းများကိုတက်ဆင်ရပါမည်။ရင်ပေါ်ကဲ့သို့သောအမြင့်တွင်အလုပ်လုပ်ရာ၌ဘေးကင်းလုံခြုံရေးချိတ်ကိုမချိတ်ဆက်ဘဲလှုပ်ဆောင်ပါကပြုတ်ကျသည့်မတော်တဆမှုများဖြစ်ပွားနိုင်ပါသည်။အားလုံးပြီးဆုံးသွားသောလုပ်သားများသည်2ယောက်တတွဲဖြင့်နောက်ပြန်ဆုပ်၍ရင်ပေါ်မှဆင်းရပါမည်။မြေပြင်သို့ဆင်းလာသောလုပ်သားသည်ဘေးကင်းလုံခြုံရေးချိတ်ကိုဘေးကင်းလုံခြုံရေးဘလောက်မှဖြုတ်ရပါမည်။လုပ်သားသည်ကရိန်းကိုထိန်းကျောင်း၍ပစ္စည်းကိုဖြည်းဖြည်းချင်းရွှေ့ပြောင်းရပါမည်။ဤအချိန်တွင်လုပ်သားသည်ပစ္စည်းကြားတွင်ကရိန်းကိုထိန်းကျောင်းပါကမျက်မိသည့်မတော်တဆမှုများဖြစ်ပွားနိုင်ပါသည်။ပစ္စည်းကိုဘေးကင်းလုံခြုံစွာတိုးလောင်ယုံတွင်ချထားပြီးနောက်ကိုဖြုတ်ရပါမည်။အလုပ်အားလုံးပြီးဆုံးသွားသောလုပ်သားသည်လှေကားကိုဘေးကင်းလုံခြုံသည့်နေရာသို့ရွှေ့ပြောင်းရပါမည်။လုပ်သားသည်စတိုဘာစတာပရကိုရင်ပေါ်မှဖြုတ်ရပါမည်။လုပ်သားသည်အလုပ်ပြီးဆုံးကြောင်းကိုအချက်ပေးရပါမည်။လမ်းညွှန်သူသည်ရင်ကိုဘေးကင်းလုံခြုံစွာလမ်းညွှန်၍ရင်ကိုထွက်ခွာစေရပါမည်။အနည်းငယ်ပေါ်ဆောင်မှုကကြီးမားသောမတော်တဆမှုများဖြစ်ပွားစေနိုင်ပါသည်။ဘေးကင်းလုံခြုံရေးလုပ်ငန်းစဉ်များကိုလိုက်နာဆောင်ရွက်ပြီးဘေးကင်းလုံခြုံစွာအလုပ်လုပ်ကြပါစို့။